မင်္ဂလာပါကျွန်တော်တို့ဒီနေ့သွားမှာကတော့ surface tension and capillarity ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီ surface tension ဆိုတာဘာပြောရလဲ surface tension ဆိုတာကျွန်တော်တို့ဒီပုံထဲမှာမြင်တဲ့အတိုင်းပဲဗျာဒီမှာကြည့်ဒီတန်ချောင်းဆိုတာတန်ရဲ့ density ဆိုတာရေရဲ့ density ဆက်အများကြီးများတယ်ဗျာဟုတ်တယ်မလားအဲ့တော့ tension လွယ်ရေထဲချလိုက်တာနဲ့တန်ဆိုတော့ရေထဲနှစ်သွားမှာလေဒီမှာဒီကောင်မနစ်ပဲရေပေါ်ပေါ်နေဘာလို့လဲဆိုတော့ surface tension ကြောင့်မလို့ရေရဲ့ surface tension မြန်မာလိုဘာသာပြန်မျက်နှာပြင်တင်းအားရေရဲ့မျက်နှာပြင်ရဲ့ molecule တွေကတစ်ခုနဲ့တစ်ခုကိုဆွဲထားတာဗျာဒီကောင်ဆွဲပြီးကိုကွာလုံးဝအဖြိုခွဲမခံဘူးအဖြိုခွဲမခံပဲကိုအပေါ်က solid တစ်ခုအတိုင်းပဲ behave လုပ်နေရေ molecule အပေါ်ပိုင်းတွေကဒီစာအုပ်ထဲမှာပြောထားတာတော့ like a stretch elastic skin ဆွဲဆန်လို့ရတဲ့ elastic skin တစ်ခုအတိုင်းကို behave လုပ်နေအဲကြောင့်ဒီတန်ချောင်းလေးကဒီပင်းအပ်လေးကအပေါ်မှာပဲရေပေါ်ပေါ်နေတာသို့တော့ဒီကောင်လည်းအတိုင်းအတာတစ်ခုရှိတယ်အဲ့ပင်းအပ်လေးကိုအောက်ကိုနှိမ့်အောင်လုပ်ချင်နည်းနည်းလေးလက်လေးနဲ့ဖိလိုက်ဗျအဲ့လိုလက်လေးနဲ့ဖိလိုက်တော့ဒီရေ molecule လေးတစ်ခုနဲ့တစ်ခုဆွဲထားလေးတွေကပြိုကွဲသွားပြီးဒီရေကသူ့အတူပုံမှန်ရေတိုင်းဖြစ်သွားကွာအဲ့လိုဖြစ်သွားကဲအဲ့ surface tension ဖတ်ကြည့်လိုက်အောင်Surface tension is the tendency of a surface of a liquid. The surface tension ဆိုတာဖြစ်ချင်တာ tendency ဆိုတာဖြစ်ချင်တာ of the surface of a liquid တစ်ခုရဲ့မျက်နှာပြင်ကဖြစ်ချင်တာဘာဖြစ်ချင်တယ်လဲ a stretch elastic skin အမေးတစ်ခုတိုင်းကွာအမေးတစ်ခုတိုင်းအပေါ်ကနေဒီ plastic ဆွတ်ထားတဲ့အတိုင်းပေါ့ဗျာအပေါ်အဲ့လိုဖြစ်ချင်တာ liquid တစ်ခုလို့ solid တစ်ခုလို့ဖြစ်ချင်တာအဲ့လိုဖြစ်ချင်တာ surface tension လို့ခေါ်တယ် It is due to the attracting forces between the liquid molecule အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီထဲမှာ liquid molecule တေးလေးတွေရဲ့ attractive force တစ်ခုနဲ့တစ်ခုကိုဆွဲတဲ့အားကြောင့်ဗျာဥပမာဒီမဲ့ဒါ molecule တစ်ခုဒါ molecule တစ်ခုဒါ molecule တစ်ခုဒါ molecule အဲ့ molecule တွေတစ်ခုကိုဆွဲထားတစ်ခုနဲ့တစ်ခုအဲ့လိုဆွဲထားတာအဲ့လိုဆွဲထားတဲ့အားတွေကြောင့်မလို့ဒီပေါ်မှာကျွန်တော်တို့ပင်းအပ်လေးတစ်ခုပင်းအပ်ကျွန်တော်ရောင်ခွဲလိုက်ဟုတ်အဲ့လိုဆွဲထားပဲတစ်ခုနဲ့တစ်ခု attract လုပ်ထားဆွဲထားတဲ့အတွက်ဒီကောင်ရေဖြစ်ပေမဲ့လည်းနည်းနည်း solid တစ်ခုတည်းလှုပ်တော့အဲ့တော့ဒီပုံမှာကျွန်တော်တို့ကဒီပုံထဲအတိုင်းဆိုကျွန်တော်တို့ဒီမှာပင်းအပ်တစ်ချောင်းအဲ့လိုလေးတင်လိုက်ရင်တောင်မှပင်းအပ်လေးတစ်ချောင်းတင်လိုက်ရင်တောင်မှမကြဘူးဘာလို့လဲဆိုတော့ဒီရေ molecule လေးတွေတစ်ခုတစ်ခုဆွဲထားတော့မျက်နှာပြင်က solid တစ်ခုတိုင်းဖြစ်သွားတာအဲ့တော့မကြဘူးဒါပေမဲ့အဲ့ဒါလေးကိုပဲကျွန်တော်တို့ကလက်လေးနဲ့နည်းနည်းလေးကိုအားတက်ရောက်လိုက်တာနဲ့ဒါကြီးကအကုန်ပြိုကွဲသွားတစ်ခုနဲ့တစ်ခုကအဝေးရောက်ပြီးဒီပင်းအပ်လေးကလည်းအောက်ကိုနစ်မြုပ်သွားကဲသဘောပေါက်လို့ပြီခင်ဗျအဲ့တော့ဆက်ဖတ်ရအောင်It's called the cohesion နဲ့I attractive force ကိုဒီရေ molecule တစ်ခုနဲ့တစ်ခုဆွဲထားတဲ့ force molecule အချင်းဆွဲထားတဲ့ force အဲ့ဒါကိုကျွန်တော်တို့က cohesion လို့ခေါ်တယ် cohesion လို့ခေါ်တယ် cohesion refers to the forces between molecules of the same substance ကဲဒီမှာဆိုလဲရေချင်းတူတယ်ဟုတ်တယ်နော်ရေဒီမှာဆိုလဲရေအချင်းဆွဲတာ cohesion ဆိုတာကဆွဲတယ် forces between molecules same substance cohesion ဆိုတာအရာဝတ္ထုနှစ်ခုတူရမယ်ဗျဥပမာဒီမှာဆိုရေနဲ့ရေတူတယ်အဲ့လိုအတူတဲ့အရာဝတ္ထုရဲ့ molecule နှစ်ခုဆွဲတဲ့ forces တွေကိုကျွန်တော်တို့ cohesion လို့ခေါ်တယ် cohesion ကို adjective ပြောင်းမယ်ဆို cohesive force ပေါ့ cohesive force လို့လည်းခေါ်တယ် cohesion ကြောင့်မလို့ဖြစ်တယ် water molecule ရေ molecule လေးတွေက pull together ကျွန်တော်ပြတဲ့ပုံတိုင်း cohesion ကြောင့်မလို့ရေ molecule လေးတွေတစ်ခုနဲ့တစ်ခုကိုဆွဲထားတယ်making the water surface to stretch ဒီရေမျက်နှာပြင်ကိုတင်းအောင်လုပ်တယ်ကွာ stretch ဆိုတာတင်းအောင်လုပ်တယ် like elastic skin ဆွဲဆန်လို့ရတယ်မျက်နှာပြင်တစ်ခုတိုင်းလုပ်တယ်ဆန်အောင်လုပ်တယ် surface tension is the reason surface tension ကြောင့်ပဲတဲ့ a water strider ဆိုတာ insect တစ်မျိုးကွာရေပေါ်မှာလမ်းလျှောက်နိုင်တဲ့အဲ့ကောင်စဉ်းစားလို့တော်လေးဟိုဖြစ်တယ်နော်စိတ်ဝင်စားစရာပဲနော်ရေပေါ်မှာလမ်းလျှောက်နိုင်တယ်အဲ့ဒါဘာလို့လဲဆိုတော့အဲ့ကောင်ရဲ့ weight ကအရန်ပေါ်လွန်းတယ်ပေါ်လုံးတော့အဲ့မျက်နှာပြင်တင်းအောင်ဒီကောင်မဖြိုခွဲနိုင်ဘူးကွာဥပမာငါတို့ကလက်လေးနဲ့ထိလိုက်ရင်တောင်မှငါတို့လက်ရဲ့အားအဲ့လောက်ပါတဲ့အတွက်လက်လေးနဲ့ထိလိုက်ရင်တောင်မှရေရဲ့မျက်နှာပြင်တင်းကပြိုကွဲပြီးငါတို့လက်ကရေထဲဝင်သွားဒီကောင်တွေကအရန်ပေါ်လုံးတဲ့အတွက်ဒီကောင်တွေကရေပေါ်မှာ slide short စီးနိုင်တယ် strike ဆိုတာ short စီးတာကွာ along the water surface ရေမျက်နှာပြင်မှာ short စီးတာ without sinking မနစ်မြုပ်ခွင့်နဲ့ short စီးနိုင်တာ surface tension ကြောင့်ပဲpaper clip ဆိုပါတော့လည်းပေါ့တယ်ဗျာ razor blade ဆိုပါတော့လည်းပေါ့တယ် light coins ဆိုတာပေါ့တဲ့ coin အကျွေးစီတွေ brader တွေပြီးတော့ paper clips တွေသူကောင်းနေရလဲရေပေါ်မှာ brush ဆိုတာနေနိုင်တယ်ပေါ့ဒီမှာပုံထဲအတိုင်းလေးပဲနေနိုင်တယ်
without sinking မနစ်မြုပ်ပဲနဲ့ although their density is higher ဒါလေးချက်အဓိက density များပေမဲ့ higher density ရေထက် density အများများလေဒီဟာဆိုလဲတန်နဲ့လောက်ထားပြရေရဲ့ density တက်အများကြီးများတယ်ရေရဲ့ density တက်အများကြီးများတာတောင်မှရေပေါ်မှာ rest လုပ်နိုင်တယ် without sinking ဘာကြောင့်လဲ surface tension ကြောင့်လုပ်နိုင်တာကဲဒါတော့ surface tension ကျွန်တော်ဆက်သွားလိုက်အောင်ကဲဒါ surface tension equation ထုတ်ပေါ်တာ surface tension ရဲ့ definition လေးသူတစ်ချက်ပြောထားတယ် surface tension is defined as the force per unit length သူကပါလဲ force တစ်ခုပဲတဲ့ဘာပေါ်တက်ရောက်နေ per unit length per unit length ဆိုတော့ L ပေါ့ length ဆိုတော့ L per ဆိုတော့အစာအဲ့တော့ F by L that acts across any line on a surface tending to pull the surface apart ဒီမဲ့ဒီ blade ရဲ့ဒီဘေးနှစ်ဖက်စလုံးကလည်းဒီရေ molecule လေးတွေကိုခွဲခွာအောင်လုပ်နေမလား to pull the surface apart ဆိုတာဒီမျက်နှာပြင်တင်အောင်ပြက်စီနေတဲ့အရာဝတ္ထုတိုင်းရဲ့ဒီ line တစ် line ပေါ်မှာတက်ရောက်တဲ့အားက surface tension ပဲတဲ့ရှင်းရှင်းလေးပဲအပေါ်ပင်းတဲ့အားလို့လည်းကျွန်တော်တို့ပြောမမားပေမဲ့ဒါအချင်းချင်းဆွဲထားတဲ့အားဆိုပုံမှန်တယ်ဗျာရေ molecule ချင်းချင်းဆွဲထားတာအဲ့အားလေးအဲ့ surface tension ကျွန်တော်တို့သင်္ကေတသတ်မှတ်တာ gamma နဲ့သတ်မှတ်တယ်ရှင်းရှင်းလေးပဲ gamma is equal to F by L ဒါလေးကျွန်တော်တို့အလို့ရမယ် F ကပါလဲ force L က length gamma surface tension ကဲဒီညမှာကျွန်တော်တို့ပုံစံတွက်တဲ့နေရာမှာ case နဲ့ case ရှိမယ်ဗျအဲ့ဘာ case လေးလဲဆိုကျွန်တော်ပြပြမယ်ဒီမှာ number 1 case ကဒီတိုင်းမျိုးဗျာကဲဟုတ်ပြီဘာ case လေးလဲဆိုကျွန်တော်တို့ပြောပြမယ်ကျွန်တော်ပြောပြမယ်အမေကြီးဗျာဒါကျွန်တော်တန်ချောင်းတစ်ချောင်းလို့ထားလိုက်မယ်တန်ချောင်းတစ်ချောင်းလို့တဲ့သဘောထားလိုက်မယ်အဲ့လိုတန်ချောင်းမျိုးတွက်မယ်ဆိုဒီကနေဒီအလေကကျွန်တော် L လို့ပေးလိုက်မယ်ဗျာ L က L ဆိုရင်ကျွန်တော်တို့ဒီပုံလေးဒီတိုင်း L ဆိုပြီးလို့တဲ့အစားသွင်းလို့မရဘူးဘာလို့လဲဆိုတော့ရေမျက်နှာပြင်တင်ရကဒီဘက်ကမကြည့်ကျွန်တော်အတန်ချောင်းလေးခြူပေါ့ကျွန်တော်တန်ချောင်းလေးတစ်ခုတန်ချောင်းချောင်းဖြစ်တဲ့အတွက်တန်ချောင်းချောင်းဖြစ်တဲ့အတွက်ဒီကောင်ဟိုတိုင်းဖြစ်မှာဒီဘက်ကိုလည်း surface tension ကအလုံးလုံးရတယ်လို့ဒီဘက်ပိုင်းလေးကိုလည်းအလုံးလုံးရတယ်ဗျာဒီဘက်ပိုင်းလေးကိုလည်းအလုံးလုံးရတယ်ဒီဘက်ပိုင်းလေးကိုလည်းအလုံးလုံးရတယ် surface tension အပေါ်အထဲကိုနစ်မလာအောင်တွန်းရတယ်အဲ့လိုတွန်းရတဲ့အတွက်ဒီဘက်မှာ L ဆိုရင်ဒီဘက်ကလည်း L ဗျာအဲ့တော့ကျွန်တော်တို့ကဒီညမှာ 2L နဲ့တွက်ရတယ်ဘာလို့လဲဆိုတော့ဒီမှာနှစ်ဖက်ရှိရဗျာနှစ်ဖက်ရှိတော့နှစ်ဖက်လုံးဒီကောင်ဆန့်ကျင်ရတယ်ဆန့်ကျင်ရဖြစ်တဲ့အတွက် 2L အဲ့လို 2L ကဘယ်နေရာမျိုးတွေမှာလဲတွက်ရသေးလဲဆိုဒီလိုနေရာမျိုးမှာလဲတွက်ရတယ်ဒါကကျွန်တော်တို့စောင်းဝိုင်းမှာကျွန်တော်အလဲကနေအပေါက်ဖောက်ထားတယ်ဗျာဒါအလဲကအလဟာပြင်းအဲ့ဒီနားလေးမှာလဲကျွန်တော်တို့က surface tension ကဒီအပိုင်းမှာလဲ surface tension ကတက်ရောက်တယ်လို့ဒီအပြင်ဘက်ဒီအပိုင်းမှာလဲတက်ရောက်တယ်ဗျာဒီနားလေးကိုပဲလဲ surface tension ကလာတက်ရောက်တယ်လာတက်ရောက်တာဖြစ်တော့ဒီလို case မျိုးမှာလဲကျွန်တော်တို့ 2L နဲ့ပဲတွက်ရတယ်စောင်းဝိုင်းဆိုရင်ရှင်းရှင်းလေးပဲ L ဆိုတော့စောင်းဝိုင်းရဲ့ဒီဘေးပတ်လည်နာရှာတာလွယ်လွယ်လေး2ပိုင်အားအဲ့တော့ကျွန်တော်တို့2ပိုင်အားကိုမှကျွန်တော်တို့ 2L ဆိုတော့ 2L ဆိုတော့ 2L ဟိုဘက်တွားလိုက်တော့ L is equal to 4 ပိုင်အားနဲ့ကျွန်တော်တို့တွက်ရ sorry ဒီပေါ့ 2L နဲ့တွက်ရတယ်အဲ့ကျွန်တော်တို့ဒီဘက်ကိုလည်း2နဲ့ပဲမြောက်အောင်ပါ2နဲ့ပဲမြောက်အောင်ပါဒီဘက်ကိုလည်း2နဲ့ပဲမြောက်လိုက်တော့ကျွန်တော်တို့4 ပိုင်အားရတယ်ဟုတ်တယ်မှန်တယ်အဲ့လိုတွက်ရတယ်ဗျာအဲ့တော့ကျွန်တော်မေးတယ်ဒီ L နဲ့ပဲတွက်ရတဲ့ case မျိုးတွေကမရှိဘူးလားလို့ပုံတင်ဒီတိုင်းပဲတဲတွက်ရရှိတာပေါ့ဘယ်လို case မျိုးလဲဆိုဒီတိုင်းမျိုးဒီမျက်နှာပြင်ကတစ်ဖက်ထဲပါတော့ဒီတိုင်းမျိုးအလဲကဘာမှမဟုတ်ဒါအလဲကလုံးဝအပြည့်မျိုးဆိုရင်တော့ L နဲ့ပဲတွက်ရမှာဘာလို့လဲဆိုတော့ဒီကောင်မျက်နှာပြင်တုံးရမှာဒီအပိုင်းလေးပဲရှိရလေဒီတစ်ပိုင်းနဲ့တုံးရမှာခုန case မှာじゃအလဲကအပေါက်ပါတော့အပေါက်ထဲကိုပါ surface tension ကတွန်းရတာဖြစ်တယ်ကွာဒီလိုမျိုး case မှာじゃ surface tension အလဲမှာအပေါက်ပါတဲ့အတွက်ဒီအပေါက်ကိုလည်းလာတွန်းရတယ်ဒီအထဲအပြင်ပိုင်းကိုလည်းတွန်းရတဲ့အတွက်ဒီဘက်က case ဆို 2L နဲ့တွက်ရတယ်ဒီဘက်က case ဆို L နဲ့ပဲတွက်လို့ရတယ် L က2စဝိုင်းစလုံးဝိုင်းရဲ့ပတ်လည်အနာရှာတဲ့ပုံတင်นี่2ပိုင်အားအတိုင်းတွက်ရတယ်ဟုတ်ပြီအဲ့လောက်ဆိုလုံလောက်ပါပြီအော်ဒီမှာ2 unit လေးလက်ချက်ဖတ်ကြည့်အောင်SI unit of surface tension SI unit က Newton per meter ဒါတော့ကျွန်တော်ဒီ equation ကြည့်ပြီးတော့သိရလေ F ကပါလဲ F က Newton ဟုတ်တယ်နော် F ကကျွန်တော် Newton ပြီးတော့အောက်က meter အဲ့တော့ tension လေးပဲ meter အပေါ်တက်လာတော့ Newton per meter ဖြစ်သွားတယ်လွယ်လေးပါ unit ကဟုတ်ပြီ surface tension can also be referred to a force surface tension ကိုကျွန်တော်တို့ပြောလို့ရတယ်ဘယ်လို force မျိုးလို့ပြောလို့ရသေးတယ်လဲ or to as a force လို့ပြောလို့ရတယ်ဘာလို့လဲဆို is the tension between liquid molecule or surface tension ကျွန်တော်တို့ force တစ်ခုလို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုဒီကောင်
liquid molecule နှစ်ခုအခြားမှာရှိတဲ့ tension ဆိုတာတင်းအားကျွန်တော်တို့ chapter 2မှာသိခဲ့တဲ့ tension တင်းအားဒီ liquid molecule တစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့တင်းအားလို့ဆိုတဲ့အတွက်ဒီကောင် force တစ်ခုလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ် force တစ်ခုလို့ကျွန်တော်တို့ဆိုလို့ရတယ်ဗျာကဲဟုတ်ပြီဒီနေ့ကတော့အဲ့လောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ